မိတ်လေတမီးရောင်းတဲ့ပစ္စည်းတွေဒီ BMI brand တစ်ဆက်လုံးอ่ะပေါ့နော် Made in Thailand မှာ Made in Thailand နောက်တစ်ခုကကြတော့ပြီးတော့ Thai FDA မြန်မာ FDA အပြည့်စုံရထားပြီးသားပါ Thai FDA မြန်မာ FDA အပြည့်စုံရထားပြီးသားအပြင်ကိုမှမြန်မာနိုင်ငံကိုတင်သွင်းဖြန့်ချီရောင်းချတဲ့အခါမှာလည်းတရားဝင်သွင်းကုန်လိုင်စင်နဲ့တင်သွင်းဖြန့်ချီရောင်းချတာဖြစ်တဲ့အတွက်စိတ်ချလက်ချနဲ့ယုံကြည်ကြည်နဲ့သုံးစွဲလို့ရပါတယ်ရှင်မိရှိမှာအခုလောလောဆယ်ရှိရတော့ sunscreen ရှိမယ်နှာခမ်းနေရှိမယ်ပြီးတော့ဒီ triple makeup ရည်ပေါ့နော်ဒီဟာလေးကတော့အရန်ကိုနာမည်ကြီးနေတာ triple makeup ရည်လေးရှိမယ်ပြီးတော့ဒီ serum လေးရှိမယ်ဒီ၄မျိုးတော့လောလောဆယ်ရပါမယ်ရှင်ဒါတွေအကုန်လုံးက Thai FDA မြန်မာ FDA အပြည့်အစုံရထားပြီးသားပစ္စည်းတွေပါเนาะအဲ့ဒါဖြစ်တဲ့အတွက်စိတ်ချလက်ချနဲ့သုံးဆွဲသူကလည်းစိတ်ချလက်ချနဲ့သုံးလို့ရတယ်လို့ပြန်ရောင်းချင်တဲ့သူကလည်းစိတ်ချလက်ချနဲ့စိတ်ဖြစ်နဲ့ရောင်းလို့ရပါရဲ့ရှင်စိတ်သက်သက်နဲ့လည်းသုံးလို့ရပါရဲ့เนาะ FDA မှာတစ်ခုလည်းတောင်မဟုတ်ဘူးနှစ်ခုတောင်ရထားတာဖြစ်တဲ့အတွက်စိတ်ချလက်ချနဲ့သုံးဆွဲလို့ရပါတယ်အခုမေးဆိုလို့ရှိရင်မျက်နှာပေါ်မှာပါလိမ့်ထားလဲဆိုလို့ရှိရင်ဒီ serum လေးလိမ့်ထားတယ် serum လိမ့်ထားတယ် sunscreen လိမ့်ထားတယ်ရှေ့ဗီဒီယိုမှာလိမ့်ပြထားတယ်ပေါ့နော်ဒီနှစ်မျိုးလေးသုံးထားတယ်ကိုကလေအရန်အလုတ်ရှုံနေတယ်အရန်အလုတ်များတယ် make up တွေမလိမ့်ချင်ဘူးဆိုလို့ရှိရင်တော့မှဒီ serum နဲ့ sunscreen နဲ့နှစ်မျိုးရှိရဆိုလို့ရှိရင်လေတော်တော်လေးကိုလုံလောက်တယ်တော်တော်လေးကိုပြည့်စုံတယ်ဒီမှာ sunscreen ဆိုတော့ကြည့်လိုက်မျက်နှာကိုပြသွားတာလုံးဝမရှိဘူးပြချင်းကွက်ချင်းလုံးဝမရှိတဲ့အပြင်မျက်နှာကိုလိမ့်လိုက်တာနဲ့ပူရာဆက်တာလည်းလုံးဝမရှိပါဘူးရှင်စိတ်ချပြီးတော့သုံးဆွဲလို့ရပါတယ်ပြီးတော့နောက်တစ်ခုကဒီမှာနှာခမ်းနီလေးဆိုလို့ရှိရင်လည်းမတ်တိုက်လေးပေါ့နော်မတ်တိုက်ဆိုမဲ့တကယ်ကိုပေါ့ပပလေးနဲ့စိုးလို့ဆိုထားမဲ့လုံးဝတော့မသိတာဘူးအယောင်ထွက်တွေကလည်းမှန်သလားမမေးနဲ့မပြထားတဲ့အယောင်တိုင်းတစ်ထက်သေးပဲကြာစီရမယ်100ရာခိုင်နှုန်းအယောင်ထွက်မှန်တယ်ဒါလေးဆိုလို့ရှိရင် BMI ရဲ့ rich color ဒါလေးကိုတထေးမ color လို့လည်းခေါ်ပါရှင်ဒါလေးဆိုလို့ရှိရင်ဒီမှာပန်းစီရောင်ကိုမှလေပန်းစီရောင်တောက်ကြီးမဟုတ်ဘဲနဲ့အရန်လာတဲ့ကာလာဒါလေးဆိုအယောင်ထွက်တအားမှန်တယ်အခုပြထားရင်ပြထားတဲ့အယောင်ပဲရစေရမယ်ပေါ့နော်အဲ့ဒါလေးကိုဆိုပြပါမယ်ရှင်ဆိုးတဲ့ခါပေါ့လေလေနှက်ခမ်းသားလေးပုံမှာလေဂရီဝါသားလေးကိုတင်လိုက်ရတယ်လို့ပဲအိဆက်ပြီးတော့အရန်လာတဲ့သူ့ရဲ့အားသာချက်ကကြတော့ပပလေးဆိုရဆိုလို့ရှိရင်1ရောင်အထူကြီးဆိုရဆိုလို့ရှိရင်1ရောင်2ရောင်ရပါတယ်နောက်တစ်ခုကကြတော့3 in 1သုံးလို့ရတယ်ဒီတပူးဝယ်ထားရုံနဲ့မျက်ခွန်လည်းသုံးလို့ရတယ်နှက်ခမ်းလည်းသုံးလို့ရတယ်ပါးကိုလည်းတင်လို့ရပါတယ်ရှင်ဒီမှာအခုဒီမှာလက်မှာပူနေတဲ့ဟာလေးဒီကဟာလေးတွေကိုရှူမယ်ပါးလေးကိုတင်မယ်မျက်ခွန်ကိုလည်းဒါလေးပဲတင်မယ်အဲ့လိုမျိုးအသုံးပြုလို့ရပါတယ်ရှင်နှက်ခမ်းဒီတစ်ချောင်းရှိုံနဲ့ပြည့်စုံပါပြီရှင်ခုနကတော့စမ်းခွင်လေးရဲ့စီရွံလေးရဲ့လိမ့်ပြထားပြီးွားပြီအခုကတော့ဒီမှာလက်ကနှက်ခမ်းဒီလေးတွေကိုပါးနီအဖြစ်တင်တယ်မျက်ခွန်လေးကိုလည်းဒါလေးနဲ့ပဲတင်လိုက်တယ်ကဲခုနကမျက်နှာနဲ့တော့မတူတော့ဘူးပို့ပြီးတော့လှသွားပြီနော်